အားလုံးဝနာရှင်များအားလုံးပဲမင်္ဂလာပါကျွန်တော်ကတဖူဘကဇမင်းပါဆိုတော့လက်ရှိမှာဒါထိုင်းစီဂိမ်းပြိုင်ပွဲမျိုးသမီးဘောလုံးပြိုင်ပွဲစဉ်မှာဆိုရင်မြန်မာအသင်းကမင်းညတုန်းကဒါမင်းညနေတုန်းကဒါမလေးရှားအသင်းကို3ဂိုးပြတ်နဲ့နိုင်ခဲ့တယ်ဆိုတော့မလေးရှားအသင်းနဲ့မြန်မာအသင်းနဲ့ပွဲစဉ်ပြီးတော့ည9နာရီည6နာရီပေါ့လေည6နာရီပွဲစဉ်မှာဆိုရင် BNN အသင်းနဲ့ဖိလစ်ပိုင်အသင်းတို့ကစားတဲ့အချိန်မှာကျွန်တော်တို့အားလုံးက BNN အသင်းကအနိုင်ရလက်တစ်ခုပုံဖော်လိုက်မယ်လို့ပဲကျွန်တော်ကတွေးထားတာဒါပေမဲ့ဒါဖိလစ်ပိုင်ရဲ့တိုးတက်ပြောင်းလဲလာတဲ့ပုံစံတွေဖိလစ်ပိုင်ရဲ့နောက်ပိုင်းမှာအမျိုးသမီးဘောလုံးအဆင့်အတန်းတရက်ရလာတဲ့ပုံစံတွေကညက BNN အသင်းကိုတော်တော်လေးကိုမှခက်ခဲသွားစေခဲ့ပြီးတော့ BNN အသင်းကိုပွဲပြီးမှတကိုးကိုမရှိဆိုတဲ့ချန်နယ်နဲ့နိုင်သွားတယ်ဆိုတော့ဂိမ်းကတော့ BNN အတွက်ဖြစ်လာခဲ့တယ်တိုးပေမဲ့လည်းဖိလစ်ပိုင်ရဲ့တကယ်မာကျောကျစ်လက်တဲ့ကစားပုံဖိလစ်ပိုင်ရဲ့ခက်မှန်မာထန်ထန်ပြန်ပြီးတော့တုံ့ပြန်မှုဖိလစ်ပိုင်ရဲ့ individual skill တွေကြောင့်ဒါ BNN အသင်းကကစားရတာတော်တော်လေးခက်ခဲသွားတယ်ဗျခက်ခဲသွားပြီးတော့နောက်ဆုံးမှာတို့တွေတကိုးကိုမရှိဆိုတဲ့ရလဒ်နဲ့ရှုံးသွားတယ်ဆိုတော့ဒီရလဒ်ကြောင့်လာမဲ့ဒါမြန်မာအသင်းအနေနဲ့ကဒါအုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ BNN အသင်းနဲ့ပွဲစဉ်ကိုမြန်မာအသင်းအနေနဲ့ကတကယ်တမ်းကိုမှကြိုးကြိုးစားစားနဲ့အာယုံအပြည့်စိုက်ပြီးတော့ကစားသွားရတော့မှာဆိုတော့အကြောင်းရင်းကဘာလဲဆိုတော့ဗျာလက်ရှိမှာဆိုရင်ညီမကအုပ်စုမှာဒါထိတ်ဆုံးမှာရမှတ်6မှတ်2ပွဲကစားပြီး2ပွဲနိုင်တယ်ရမှတ်6မှတ်နဲ့ထိတ်ဆုံးမှာဦးဆောင်နေတယ်ဖိလစ်ပိုင်အသင်းကကျတော့ရမှတ်3မှတ်နဲ့ဒါဒုတိယနေရာဒါတတိယနေရာ BNN အသင်းကတော့ရမှတ်3မှတ်နဲ့ဒုတိယနေရာမှာဆက်ပြီးတော့ရပ်တည်နေတယ်မလေးရှားတော့အဆင့်4ပေါ့လေအုပ်စုနောက်ဆုံးနေရာမှာရပ်တည်နေတိုးပေမဲ့အုပ်စုနောက်ဆုံးပွဲစဉ်မှာဖိလစ်ပိုင်အသင်းကမလေးရှားအသင်းနဲ့ကန်ရမှာအဲ့ဒါကဖိလစ်ပိုင်အသင်းက AACC ပဲသူတို့ကဂိုးလုံနေတယ်သူတို့တွေဂိုးရသွေးသွင်းမယ်အဲ့ဒီပွဲစဉ်မှာမလေးရှားအသင်းနဲ့တွေ့တဲ့ပွဲစဉ်မှာသူတို့ကဂိုးရသွေးသွင်းမှာအဲ့ဒီပွဲစဉ်မှာဆိုတော့မြန်မာက BNN နဲ့ကစားရမယ် BNN နဲ့ကစားမယ်မြန်မာကတေးကြတယ်ဗျာမြန်မာအသင်းက BNN အသင်းနဲ့တွေ့တဲ့ခါတိုင်းမှာလွယ်မှာမဟုတ်ဒါကကျွန်တော်တို့တွက်ကြည့်လဲသိတယ်တွက်မကြည့်လဲသိတယ်ဗျာဆိုတော့မြန်မာနဲ့ BNN နဲ့တွေ့ပြီဆိုရင်မြန်မာကဘယ်တော့မှမလွယ်ခဲ့ဘူးမြန်မာတွေဘယ်လောက်ပဲကောင်းနေ BNN ကဘယ်လောက်ပဲညံ့နေမြန်မာက BNN ကိုဘယ်တော့မှလွယ်ကူကူနိုင်ခဲ့တယ်ဆိုတဲ့ထုံးစံမျိုးဒါရိုးရာမျိုးမရှိခဲ့ဘူးဆိုတော့ BNN နဲ့ပွဲစဉ်ကိုမြန်မာအသင်းကအနည်းဆုံးတရီတက်မှတ်တော့ကစားရလိမ့်မယ်တရီတက်မှတ်အနည်းဆုံးရမှကိုရလိမ့်မယ်ဒါပေမဲ့လည်းအကောင်လုံးသိတဲ့အတိုင်းပဲ BNN ရဲ့လက်ရှိအခြေအနေကသူတို့ကလည်းအုပ်စုနောက်တစ်ဆင့်တက်ချင်ပါပဲအုပ်စုနောက်တစ်ဆင့်တက်ဖို့အတွက်သူတို့ကလည်းမြန်မာကိုမဖြစ်မနေအနိုင်ကံမယ်ဆိုတဲ့ခံယူချက်တွေဆုံးဖြတ်ချက်နဲ့လာမယ် BNN ဆိုတာကပြီးခဲ့တဲ့စီးဂိမ်းမှာသူတို့ကဒါချန်ပီယံဖြစ်သွားတဲ့အသင်းဆိုတော့မြန်မာအသင်းကပြီးခဲ့တဲ့စီးဂိမ်းမှာဒုတိယရထားတာငွေတစ်စိမ်းရထားတာဆိုတော့ပြီးခဲ့တဲ့နှစ်ကဒါဘယ်လိုလဲရှုံးကျွေးကိုတော့မြန်မာအသင်းကပြန်ဆက်ခွင့်ရမယ်ဆိုတဲ့အခြေအနေမျိုးတရက်ကိုတော့ဖန်တီးထားတယ်တိုးပေမဲ့ BNN အသင်းကဒါသူတို့အနေနဲ့လည်းနောက်တစ်ဆင့်တက်ချင်မဲ့အသင်းဖြစ်တဲ့အတွက်မြန်မာအသင်းတွေကမမျှော်လင့်မဲ့ခက်ခဲသွားတာအမှန်တကယ်ဆိုရင်များဒီလား BNN ကဒါညတော့ကပွဲစဉ်မှာတရီတမှတ်လောက်ရအောင်ယူနိုင်ခဲ့တယ်ဆိုရင်တော့ပဲမြန်မာအသင်းမှာအဲ့လောက်ထိအောင်ဖိအားမရှိဘူးမြန်မာအသင်းမှာအဲ့လောက်ဖိအားမရှိဘူးဗျအေးဆေးပဲမြန်မာကနိုင်လဲတက်တယ်ရှုံးလဲတက်တယ်ဆိုတဲ့အနေအထားမျိုးတိုးပေမဲ့ BNN အသင်းကညကမထင်မှတ်ပဲရှုံးသွားတဲ့အနေအထားမျိုးမှာဒါနောက်ဆုံးထိတဲ့တွေးဆုံမှုကမြန်မာနဲ့ BNN ဖြစ်နေတဲ့အတွက်ကိုရီးယားမြန်မာကမလိုအပ်တဲ့ pressure တွေရောက်လာတဲ့အတွက်မြန်မာအသင်းအနေနဲ့လာမဲ့ BNN နဲ့ပွဲစဉ်မှာတကယ်ကိုမှဒါ final ပွဲစဉ်တရက်လိုမျိုးကစားရမယ်လို့ကျွန်တော်တို့ဒါထင်တယ်။ဘာကြောင့်လဲဆိုတော့ဗျာအဲ့လိုမျိုးလဲ final ပွဲစဉ်တရက်လိုလဲကစားသင့်တယ်။ကစားသင့်တယ်ဆိုတဲ့အကြောင်းရင်းကတခြားအရာတော့မဟုတ်ဘူး။ BNN အသင်းကိုမြန်မာအသင်းကအနိုင်သို့မဟုတ်တရေကစားမှသာနောက်တစ်ဆင့်ကိုအုပ်စုပုံနဲ့တက်မှာ။နောက်တစ်ဆင့်ကိုအုပ်စုပုံနဲ့တက်တာအုပ်စုပုံနဲ့တက်မှသာဟိုဘက်ကအုပ်စု A ရဲ့အုပ်စုဒုတိယကမြန်မာအသင်းနဲ့ဒါတွေ့ရမှာ။ဆိုတော့အုပ်စုဒုတိယရသွားပြီဆိုရင်တေချာပေါ့မြန်မာအသင်းကထိုင်းအသင်းနဲ့တွေ့မှာ။ထိုင်းအသင်းနဲ့တွေ့တဲ့အခါမှာမြန်မာအသင်းအနေနဲ့ဒါဗိုလ်လူပွဲကိုရောက်ဖို့ final ကိုရောက်ဖို့ဆိုတာကချမ်းက50-50ဖြစ်သွားပြီဗျာအမှန်တကယ်ပြောရမယ်ဆိုရင်ထိုင်းအိမ်ကွင်းဖြစ်တဲ့အတွက်ချမ်းက40-50ဖြစ်40-60ဖြစ်သွားပြီထိုင်းမှာက60မြန်မာကောင်မှာက40ဖြစ်သွားမှာဆိုတော့အဲ့လိုမျိုးအနေအထားမျိုးမှာမြန်မာအသင်းကမဖြစ်မနေကိုအုပ်စုပထမရအောင်ယူပါအုပ်စုပထမယူမှသာ final ကိုရောက်ဖို့အတွက်လမ်းကြောင်းကဖြောင်းပြူးမှာအကယ်၍အုပ်စုပထမမရခဲ့ဘူးဆိုရင်တော့မြန်မာအသင်းက final ကိုရောက်ဖို့အတွက်တော်တော်လေးကိုမှကြိုးထပ်ပြီးတော့ကြိုးစားရဆိုတော့မြန်မာအသင်းမှာကရွေးချယ်စရာ2ခုရှိတယ်ပဲမြန်မာမျိုးသမီးအသင်းမှာကရှင်းတယ်အုပ်စုနောက်ဆုံးပွဲစဉ်မှာဒါသူတို့အနေနဲ့ကနောက်ဆုံးပွဲစဉ် final ပွဲစဉ်တရက်လို့သဘောထားပြီးတော့ရေကုန်ရေကန်ကစားမလားလုံးဝရှိသမျှအကုန်ထုတ်ပြီးတော့ကစားမလားသို့မဟုတ်စင်မီရောက်မှပဲထိုင်းအသင်းနဲ့ရေကုန်ထုတ်ပြီးတော့ကစားမလားနှစ်ခုလေးကတစ်ခုတော့ရွေးရမှာပဲတေချာတစ်ခုကဒါအုပ်စုပွဲစဉ်မှာအုပ်စုနောက်ဆုံးပွဲစဉ်မှာဆိုရင်မြန်မာအသင်းအနေနဲ့အုပ်စုဒါရှုံးသွား BNN ကိုရှုံးသွားပြီဆိုရင်တော့ဗျာနောက်တစ်ဆင့်တက်ဖို့အတွက်ကျွန်တော်ခက်ခဲသွားမယ်လို့ထင်တယ်ဗျာနောက်တစ်ဆင့်တက်ဖို့အတွက်ခက်ခဲသွားမယ်လို့ထင်တယ်အကြောင်းက BNN ကမြန်မာအသင်းကိုနိုင်သွားပြီဆိုရင် BNN လည်း6မှတ်ဖြစ်မယ်တစ်ဖက်ကဖိလစ်ပိုင်ကလည်း6မှတ်ဖြစ်မှာပဲတေချာပေါ့သူတို့ကမလေးရှားကိုနိုင်မှာမြန်မာအသင်းကလည်း6မှတ်အဲ့ဒီအနေထားမျိုးမှာမြန်မာကဖိလစ်ပိုင်ကို2ဂိုး1ဂိုးဆိုတဲ့ရလနဲ့နိုင်တယ်ပြီးလို့ရှိရင်မလေးရှားကိုဒါ3ဂိုးပြတ်နဲ့နိုင်ထားရဆိုရင်မြန်မာအသင်းမှာကဂိုးကွာချက်ကစုစုပေါင်း4ဂိုးပဲရှိတာ
ဒါပေမဲ့တစ်ဖက်ကဗီယက်နမ်အသင်းကကြောက်သူတို့မှာကဒါဖိလစ်ပိုင်အသင်းကိုလည်းသူတို့ကတဝမ်းစီးတယ်ဆိုရရလနဲ့ရှုံးထားတယ်ဆိုရင်မဲ့လေပေချာပေါက်သူတို့ကမလေးရှားကို7စီးနဲ့နိုင်ထားတာအဲ့အတွက်သူတို့မှာကဂိုးခွာချချက်က6ဂိုးတောင်ရှိတယ်ဖိလစ်ပိုင်ကလည်းဒါလက်ရှိမှာဆိုတော့ဂိုးခွာချတော့မရှိသေးဘူးဂိုးခွာချချက်မရှိသေးတာဖြစ်တဲ့အတွက်သူတို့အနေနဲ့ကအနည်းဆုံးမလေးရှားအသင်းကို4ဂိုး5ဂိုးလောက်သွင်းပြီဆိုရင်သူတို့ကနောက်တစ်ဆင့်တက်ဖို့အတွက်ခွင့်ရများသွားပြီဒီအတွက်မလေးရှားအသင်းကိုဖိလစ်ပိုင်အသင်းကဘယ်နှဂိုးပြက်နဲ့ကစားမလဲဘယ်နှဂိုးပြက်နဲ့ကစားသွားမလဲဒါကိုကျွန်တော်စောင့်ကြည့်ဖို့လိုတယ်အဲ့ဒီပွဲစဉ်ကညီမအသင်းကတခုကောင်းတာကညနေဘာလို့လဲ6နာရီပွဲစဉ်လားမသိဘူး6နာရီပွဲစဉ်ဆိုတော့ညီမတို့ကတော့တကယ်ကောင်းတယ်ဖိလစ်ပိုင်အသင်းဘယ်လိုရလဲထွက်သွားလဲဆိုတဲ့အရာကိုမူတည်ပြီးတော့ညီမအသင်းက pressure တစ်ချက်တော့လျော့တယ်တိုးပေမဲ့ pressure ဘလောက်ပဲရော့အုပ်စုပထမရဖို့အတွက်ကိုဦးတည်ပြီးတော့ကစားရပါလိမ့်မယ်ကျွန်တော်တို့ကတီးထားတဲ့အတိုင်းပဲဗျမြန်မာဘောလုံးတင်းကအစောကြီးခဲ့ရဗျာကျွန်တော်တို့ကရင်လောက်မှန်းရင်တော့ပါပဲဒူးလောက်မကြောက်ခြေသလုံးလောက်သွားကြတာဆိုတော့တေချာပေါက်ခေါင်းလောက်မှန်းမှရမယ်ခေါင်းလောက်မှခါလောက်ကြမှာအဲ့အတွက်တေချာပေါက်အနိုင်ရလက်တစ်ခုကိုမြန်မာမျိုးသမီးအသင်းအနေနဲ့ကတေချာပေါက်ကိုမှသူတို့ဦးတည်ပြီးတော့ကစားရလိမ့်မယ်အဲ့လိုမျိုးအနိုင်ရလက်တစ်ခုကိုဦးတည်ပြီးကစားမှတေတတ်မှတ်ရရင်တော့မြန်မာအသင်းကအုပ်စုပုံနဲ့တက်နိုင်နေဆိုတော့အခွင့်အရေးတော့ရှိတယ်ဆိုတော့မြန်မာအသင်းကရှင်းတယ်ဗျာဗီယက်နမ်ကိုနိုင်ရင်တေချာပေါက် final ကိုရောက်မဲ့အခွင့်အရေးရှိတယ်ဗီယက်နမ်ကိုနိုင်ရင် final ကိုတေချာပေါက်ရောက်နိုင်တယ်ဗီယက်နမ်ကိုရှုံးတယ်ဆိုရင်တော့တတိယလူပွဲလောက်ကိုသွားဖို့အတွက်ဂျာခိုင်နှုန်းကများသွားမှာဒါကျွန်တော်ထိုင်းကိုလုံးဝတေချာပေါက်ဒီတရားခိုင်နှုန်းရှုံးမယ်လို့တော့မပြောချင်ဘူးတိုးပေမဲ့ထိုင်းနဲ့မြန်မာနဲ့တွေ့ပြီဆိုရင်ထိုင်းကလက်ရှိမှာအင်ရှင်ဖြစ်တဲ့အသင်းဖြစ်တဲ့အတွက်သူတို့ကိုကျွန်တော်တို့ကမဖြစ်မနေ respect ကိုထားရမယ်အဲ့ဒီအတွက်ကျွန်တော်တို့ကသွားပြီးတော့50 သွားပြီးတော့ရှင်ပြောလို့မရဘူးတေချာပေါက်အင်ရှင်ဖြစ်တဲ့အတွက်သူတို့ကိုအနည်းဆုံး60တော့ပေးထားရမှာပဲဒါကသူတို့ဖြစ်နိုင်ခြေက60ရာခိုင်နှုန်းမြန်မာက40ရာခိုင်နှုန်းဖြစ်သွားမှာထိုင်းနဲ့တွေ့ပြီဆိုရင်ဒါကြောင့်မလို့ထိုင်းနဲ့မြန်မာနဲ့တွေ့ပြီဆိုရင်တော့တေချာပေါက်မြန်မာအသင်းတွေကအခွင့်အရေးကပိုနေသွားမှာအဲ့ဒီအတွက်ဂျားကွင်းမှာကစားရတဲ့အသင်းနှစ်သင်းဖြစ်တဲ့ဗီယက်နမ်အသင်းနဲ့မြန်မာအသင်းတို့တွေ့တဲ့ပွဲစဉ်ကိုတော့မြန်မာအသင်းကတေးတက်မှတ်တော့ယူတင်တယ်အဲ့ဒီပွဲစဉ်မှာမြန်မာကလက်ရှိထိုင်းမှာဆိုရင်ညီမရဲ့တကယ်ဘယ်လိုလဲဘောလုံးဖန်တုကလည်းတော်တော်ကောင်းပါတယ်ဒါပြီးတော့အားပေးတဲ့သူတွေဝင်းရတဲ့သူတွေလည်းအများကြီးရှိတယ်အဲ့ဒီအတွက်ထိုင်းမှာကစားရတယ်ဆိုရင်လည်းညီမကဘယ်လိုလဲဒုတိယအင်ရှင်အသင်းလို့တော့ပြောလို့ရတယ်ဗျာဒုတိယအင်ရှင်အသင်းလို့တော့ပြောလို့ရတယ်ထိုင်းပြည်သက်ပြီးရင်ဒါပြိုင်ဘောလုံးပွဲတွေမှာဒုတိယအများဆုံးပြည်သက်ကမြန်မာပြည်သက်ပဲဆိုတော့အဲ့လိုမျိုးမြန်မာပြည်သက်တွေရှိတဲ့ဘယ်လိုလဲနိုင်ငံမှာသွားကစားရတာဖြစ်တဲ့အတွက်မြန်မာအသင်းတို့ကနည်းနည်းလေးတော့ဒါဘယ်လိုလဲ pressure လေးတော့နည်းနည်းလေးရော့စီတယ်တကယ်အင်အားတရက်တော့ရှိတယ်တို့ပေမဲ့သူတို့ကစားသမားတွေအနေနဲ့ဒီချက်ပို့ပြီးစူးစမ်းဖို့တော့လိုအပ်တယ်ကွင်းရင်းချင်းတွေကိုပြန်ပြောရမယ်ဆိုရင်မနေ့ကကစားသွားတဲ့ဖိလစ်ပိုင်မနေ့ကကစားသွားတဲ့မလေးရှားအသင်းနဲ့ပွဲစဉ်အဲ့ဒီပွဲစဉ်မှာဆိုရင်မြန်မာအသင်းတွေနဲ့ကျွန်တော်ရှင်းမှာပြောခဲ့ဆိုဒီထက်ပို့ပြီးဂိုးပြက်တင်ခဲ့တာအသင်းကောင်းဆောင်ဖြစ်တဲ့ဘယ်လိုလဲအသင်းကောင်းဆောင်ဒါဒုတိယအသင်းကောင်းဆောင်မဟုတ်လေအသင်းကောင်းဆောင်တော့မဟုတ်ဒုတိယအသင်းကောင်းဆောင်ဖြစ်တဲ့ဝင်းသကီထွန်းသူကိုယ်တိုင်လည်းဒါ finishing တွေညံ့နေလို့ပဲပြောရမှာပဲသူကိုယ်တိုင်လည်း interview မှာပြောသွားပါတယ်သူကိုယ်တိုင်လည်း finishing တွေညံ့ပါတယ်လို့သူကိုယ်တိုင်ဝန်ခံသွားပါတယ်ဆိုတော့ကျွန်တော်ကလည်းဒီအရာကိုပဲဝင်ဘယ်လိုလဲသူ့ရဲ့စကားကိုပဲကောက်ပြီးတော့ပြောတာကျွန်တော်သူ့ကိုညံ့နေလို့ပြောတာမဟုတ်ဘူးအဲ့အတွက်နားထဲမှာကန့်လန့်ဖြစ်သွားရင်လည်း sorry ပေါ့ဗျာဆိုတော့သူကိုယ်တိုင်လည်း finishing ကတကယ်တမ်းကိုဆိုးရွားခဲ့တယ်အသင်းမှာတခြားကစားသမားတွေလည်းတကယ်တမ်းကိုမှလိုအပ်တဲ့ပိုင်ခွင့်ရေးတွေကိုလည်းဒါတကယ်ရခဲ့တဲ့ပိုင်ခွင့်ရေးတွေကိုသူတို့ကောင်းကောင်းအသုံးမချနိုင်ခဲ့ဘူးဒါကမြန်မာအသင်းအတွက်နစ်နာသွားစေတဲ့အရာတွေဒီအရာတွေကမသိတာဘူးဆိုရင်ဂိုးကွာချချက်တွေဘာတွေနဲ့ပြန်ရှင်းကြည့်မယ်ဆိုရင်မြန်မာအသင်းတွေတော်တော်တိုင်ပတ်ပြီဗျတော်တော်တိုင်ပတ်မှာအဲ့တော့မြန်မာအသင်းကဒီထက်ပို့ပြီးတော့ဂိုးပြတ်ခဲ့တဲ့တာမနေ့ကဒါဗျာကျွန်တော်တို့9ဂိုးလောက်သွင်းခဲ့မယ်ဆိုရင်9ဂိုးလောက်သွင်းခဲ့မယ်ဆိုရင်မြန်မာအသင်းက AAC တင်းနေလို့ရ9ဂိုး6ဂိုးလောက်တော့သွင်းခဲ့မယ်ဆိုရင်မြန်မာအသင်းကငါတို့နန်ချုံဆိုတဲ့ feeling တခုတော့ဖြစ်သွားစေတယ်ဒါပေမဲ့လည်းအခုတော့ကောင်းတော့ကောင်းပါတယ်ဗျဘင်းအောင်ဖောင်ဖြတ်ပေါ့ဟုတ်တယ်မလားပြန်လှည့်ရင်သိမယ်ဆိုတဲ့ပုံစံမျိုးဗျငါတို့ရှုံးရင်ထွက်ရမယ်ဆိုတဲ့ပုံစံမျိုးစိတ်ထဲတော့ရောက်သွားတာပေါ့တခုတော့ကောင်းပါတယ်ဆိုတော့မနေ့ကဆိုရင်လည်းကွင်းတွင်းအခြေအနေမျိုးမှာမြန်မာကဒါတိုက်စစ်နေရာမှာဝင်းနေကြီးတော့အထောင်ထားပြီးထွက်လာတယ်ကွင်းလက်တိုက်စစ်နေမှာမေထက်လူကိုသုံးထားတယ်ဒါကမေထက်လူရဲ့ဒါ out of position လို့ကျွန်တော်တို့ထင်တယ်သူရဲ့ဒါ role ကဗျာဒါ striker ဗျာသူကအစောကြီးက striker ဆော့တဲ့ကစားသမားတအူးဆိုပြီးကျွန်တော်တည်ထားတယ်ဆိုတော့striker ဆော့တဲ့ကစားသမားတအူးအနေနဲ့က number 10 role နေရာမှာ attacking midfield နေရာမှာတွားပြီးတော့ကစားတဲ့နေမှာသူလည်းနည်းနည်းလေးတော့ပြဿနာတော့ရှိကောင်းရှိလိမ့်မယ်။ဒါပေမဲ့မလေးရှားဖြစ်လို့ဒါဗျအဲ့ဒီပြဿနာကိုကျွန်တော်တို့မတွေ့ခဲ့ရတယ်။မလေးရှားမဟုတ်ဘဲနဲ့အဲ့ဒီမှာ BNN တို့ဖိလစ်ပိုင်တို့ထိုင်းတို့ဖြစ်ကြည့်ပါလား။မိထက်လူအဲ့နေရာကြီးကိုရောက်နေတာကဘယ်လောက်ထိအောင်အသင်းအတွက်အဖက်မဖြစ်လဲဆိုတော့ကျွန်တော်ကောင်းကောင်းသိလိမ့်မယ်။ရှင်းတယ်ဗျအကြောင်းရင်းကမိထက်လူက finishing ကောင်းတယ်။မိထက်လူဆိုတဲ့က finishing ကောင်းတယ်။သူက white position တွေမှာဆိုရင်ဘယ်လိုလဲနည်းနည်းလေးအားနေတယ်ပြိုင်ဘက် area တွေမှာဆိုအလုံးအများကြီးလုံးနိုင်တယ်ကစားသမားဆိုတော့ဝင်းသိန်းကြီးထုံးကလည်းအဲ့လိုမျိုး player ပဲဆိုတော့အဲ့ဒီနေရာမှာမြန်မာအသင်းရဲ့ဒါပြီးခဲ့တဲ့ပွဲစဉ်ဒါအုပ်စုဖွင့်ပွဲမှာကစားခဲ့တဲ့ဘယ်လိုမလဲအုပ်စုဖွင့်ပွဲမှာဆိုရင်တောင်ပေါ်မှာကစားခဲ့တဲ့ကစားသမားတွေရှိပါတယ်အဲ့ဒီကစားသမားတွေကတေချာပေါက်ဗျာမိထက်လူတဲ့ပို့ပြီးတော့အဲ့ attacking midfield နေရာမှာပိုကောင်းတဲ့ကစားသမားတွေရှိဆိုတော့အဲ့ဒီကစားသမားတွေကိုမသုံးမနဲ့မိထက်လူကိုရသွားတဲ့အတွက်မိထက်လူကိုသုံးလာတယ်ဒါကလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဆိုတော့မိထက်လူကိုဒါလူမှန်နေရာမှန်သုံးဖို့အတွက်လိုအပ်တယ်ပြီးရင်တခြားကစားသမားတွေပေါ့လေတခြားကစားသမားတွေဒါတောင်မှန်ကကစားသမားတွေနောက်တန်းကဆိုရင်လည်းမိတက်မုံမြင့်တို့ဘာလို့လဲကောင်းတယ်
တင်းငိမ့်တဲ့ထက်မှာပါတယ်ပေါ့လေကွင်းထဲမှာဆိုရင်တကယ်ဝါရင်ဒါကျွန်တော်တို့ဘယ်လိုလဲကျွန်တော်တို့မြန်မာနိုင်ငံစီးကိန်းမာတွေကလက်ရှိအချိန်ထိကစားနေတာဗျာ15နှစ်ဝန်းကျင်လောက်ရှိပြီဘောလုံးကစားနေတဲ့အသင်းကောင်းဆောင်ခင်မာလာထုံးလိုမျိုးကစားသမားတွေရှိတယ်ဒီလိုမျိုးကစားသမားတွေကမြန်မာအသင်းတို့တကယ်တမ်းကိုမှအရေးကြီးတဲ့ player တွေဖြစ်တယ်ပြီးရင်တောင်ပန်ကစမ်းတော်တို့ပါဆိုရင်တကယ်ကောင်းတယ်ဗျာစမ်းတော်တို့ပါဆိုရင်လည်းကောင်းတယ်အဲ့လိုမျိုး player တွေရှိတဲ့အတွက်မြန်မာအသင်းကတော့ BNN အသင်းကိုတကယ်တမ်းနေလားငါလားဟဲ့ဆိုတဲ့ movement မှာအနိုင်ကစားနိုင်တဲ့အရေးချင်းမျိုးရှိတယ်တို့ပေမဲ့အများကြီးစူးစမ်းဖို့တော့လိုတယ်ကျွန်တော်ကတော့မြင်မိတယ်ကျွန်တော်တို့ကဘယ်လိုမြင်ကြလဲတစ်ချက်လောက်ဆွေးနွေးကြပါအောင်ကျွန်တော်လည်း like subscribe လုပ်ပေးကြပါအောင်ဗျကျေးဇူးများတင်ပါတယ်